တော့၄ကျိုးနဲ့2ကျိုးနောက်တစ်ခါပြန်ပြပြမယ်နောက်3ကျိုးနဲ့1ကျိုးဟိုအလုံးလက်ကွက်တွေပြောလို့ရှိရင်ဟိုကဖိုင်ရှည်တာကိုမရလို့เนาะကျွန်တော်တက်နိုင်တယ်ချုံပြီးပြောတာ16ကွက်3ကျိုး16ကွက်1ကျိုးက14ကွက်အဲ့တိုင်းเนาะပြီးတော့၄ကျိုးကနေစဆွဲတယ်နောက်တစ်ခါတီးပြမယ်